ဒုက္ခအလုံးမှာအဆိုးဆုံးကစိတ်ဒုက္ခပဲဒုက္ခအလုံးမှာအဆိုးဆုံးကစိတ်ဒုက္ခပဲစိတ်ဒုက္ခဟာအပူလောင်ဆုံးနဲ့အပင်ပန်းဆုံးပဲစိတ်ဒုက္ခကြောင့်ဖြစ်ပေါ်လာတဲ့ခံစားမှုဟာရုပ်တရားကိုပို့ပြီးတော့ဒုက္ခတိုးစေပို့ပြီးခံစားမှုကိုပြင်းစေတတ်တယ်ယုတ်ကမဆောင်လို့လူကမထောင်နိုင်ပေမဲ့စိတ်ကဆောင်နေရင်ဒုက္ခကိုရှောင်ကျဉ်နိုင်ကြမှာပါပဲစိတ်ကမဆောင်နိုင်ခဲ့ရင်တော့ဘလောက်ထောင်နေတဲ့ရုပ်ပင်ဖြစ်ပါစေအယုတ်ကျိုးပြက်ဒုက္ခတွေထပ်နေစေတော့တာပဲမဟုတ်လားစိတ်ကိုဒုက္ခဖြစ်စေတာကလည်းတခြားသူတွေကြောင့်မဟုတ်ဘူးကိုယ်စိတ်ကကိုယ့်ကိုပြန်ပြီးဒုက္ခပေးတာကိုယ်စိတ်ကိုဒုက္ခပေးတာကလည်းပဲတခြားသူတွေကပေးတာမဟုတ်ဘူးကိလေသာတရားတွေကပေးတာလောဘဒေါသမောဟမာနစတဲ့ကိလေသာတရားတွေကစိတ်ကိုဒုက္ခဖြစ်စေတာလောဘကြောင့်စိတ်ပင်ပန်းတယ်ဒေါသကြောင့်စိတ်ပူလောင်တယ်မောဟကြောင့်စိတ်ထိုင်းမိုင်းတယ်မာနကြောင့်စိတ်ခက်ထန်တယ်စသဖြင့်ဒီကိလေသာတွေဟာကိုယ်စိတ်ကိုဒုက္ခဖြစ်စေတာပါပဲဒီတရားတွေကပဲကိုယ်စိတ်ကိုညှဉ်းနှွမ်းစေတာပဲစိတ်ညစ်တော့မရွှင်လန်းမရွှင်လန်းတော့ပင်ပန်းတော့ဆင်းရဲတော့ဒုက္ခပဲပေါ့ဒီတော့ဒုက္ခဖြစ်တာလောဘဒေါသမောဟစတဲ့ကိလေသာတရားတွေကိုလက်ခံမိတဲ့ကိုယ်စိတ်ကြောင့်ပဲဖြစ်တဲ့အတွက်ကြောင့်ဒုက္ခနည်းခြင်းစိတ်ကိုပြင်ရမယ်စိတ်ပြင်ဖို့ဆိုရင်စိတ်ကိုဒုက္ခဖြစ်စေတဲ့ကိလေသာတွေမဝင်အောင်နေထိုင်ကြဖို့ပါပဲကိလေသာတွေကြားမဝင်ဖို့ဆိုရင်တတိရှိနေမှပဲဖြစ်မှာပေါ့တတိရှိနေတဲ့စိတ်ဟာကိလေသာတွေကင်းနေတဲ့စိတ်ပါပဲကိလေသာကင်းနေတဲ့အခိုက်ဟာအပူကင်းနေတဲ့အချိန်ပဲဖြစ်ပြီးအပူမရှိတဲ့စိတ်ဟာအေးချမ်းတဲ့စိတ်ပဲပေါ့အပူကင်းခြင်းရင်အယူမပြင်းနဲ့ယူလို့ပူတာမယူရင်မပူဘူးဟိုဒီစာသားလေးကဘုန်းကြီးလည်းရင်းနဲ့ဒီကိုယ်ကိုဆုံးမခြင်းအပိုင်းလေးနည်းနည်းရှည်သွားတယ်ရှည်သွားတယ်ဆိုတာသူကလည်းသိစေချင်တာတွေများတာဘူးဒုက္ခအလုံးမှာအဆိုးဆုံးကစိတ်ဒုက္ခပဲစိတ်ဒုက္ခအပူလောင်ဆုံးနဲ့အပင်ပန်းဆုံးပဲစာပေမှာတော့ပရိသတ်ရေကာယကဒုက္ခစေတသိကဒုက္ခဆိုပြီးတော့ရှိတယ်ကာယကဒုက္ခဆိုတာစိတ်ဆင်းရဲမှုကာယကဒုက္ခဆိုတာရုပ်ဆင်းရဲမှုစေတသိကဒုက္ခဆိုတာစိတ်ဆင်းရဲမှုရုပ်တရားရေးဆင်းရဲတဲ့သဘောကတော့လူတိုင်းဟိုသိမြင်ခံစားနိုင်တဲ့သဘောရှိတယ်ရုပ်တရားရလာတော့ကဒုက္ခအစုကြီးပဲရုပ်ဆင်းရဲတဲ့သဘောကသိနိုင်တယ်စေတသိကဒုက္ခဆိုစိတ်ဆင်းရဲတဲ့သဘောကြတော့တခါလူတွေမှာကိုယ်ဟိုခန္ဓာကိုယ်ကြီးပင်ပန်းလို့စိတ်ဆင်းရဲတယ်စိတ်ဆင်းရဲနေတဲ့အကြောင်းအရာကိုဘာကြောင့်စိတ်ဆင်းရဲနေဆိုတာမသိဘဲနဲ့အဲဒီစိတ်ဆင်းရဲအပေါ်မှာလိုက်ပြီးတော့ခံစားနေရတဲ့သူတွေမှာလည်းပဲစိတ်ဒုက္ခကြောင့်ပိုပြီးပင်ပန်းတာတွေအများကြီးရှိရုပ်တရားကြောင့်ဆင်းရဲတဲ့ရုပ်ဒုက္ခကာယကဒုက္ခကတော့ပရိသတ်ရဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးလည်းပဲကာယရထားတော့ရုပ်တရားရထားတော့ဒုက္ခရနေတာဘုရားရှင်ကိုရောမြတ်ကြီးတော်မှာတခါခေါင်းတွေကြိုက်တော်မူတယ်ခါတော်တွေနာတော်မူတယ်ဒူးကောင်းတွေသွေးတွေအကုန်လုံးရုပ်တရားရလာလို့ဒုက္ခရလာတဲ့အပေါ်မှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးလည်းပဲမလွတ်တချို့ကဒါလူငယ်တွေကပောတ္တကသူကတ္တိကဖက်ပြောတတ်တယ်ရှိတယ်တချို့စာပေရလည်းဘုရားကိုအကြည်ညိုလွန်ပြီးတော့သူပြောတာလေးရှိတယ်ဒါကတော့ဘုဒ္ဓတာပေါ့မြတ်စွာဘုရားကအကုန်အလုံးစုံပြည့်စုံတဲ့အတွက်ကြောင့်တဲ့မြတ်စွာဘုရားရှင်ရဲ့ခန္ဓာကိုယ်ကမြို့သေးစကားကုရီသွားတဲ့မစင်ရအစမနံဘူးတဲ့မှုေးနေတော့တာပဲတဲ့ဒီလိုပြောတာဒါယုံကြည်မှုနဲ့ပြောတာအမှန်ကတော့ဘုရားရှင်လည်းပဲခန္ဓာကိုယ်ရလာတာဖြစ်တဲ့အတွက်ကြောင့်ခန္ဓာကိုယ်မှာရှိသမျှထွက်သမျှဟာကတော့ဘုရားခန္ဓာကထွက်တဲ့အရာလည်းပဲဒါကတော့နာမှာပဲမှုေးတယ်ဆိုရှိမှမရှိတာဘယ်နေရာပဲကြည့်ရုပ်တရားမှာဘုန်းကြီးတို့ခဏပြောတယ်ခန္ဓာကိုယ်မှာအပေါက်တွေအများကြီးရှိတယ်အဲ့ဒီရှိတဲ့အပေါက်တွေမှာဘယ်အပေါက်ကပဲရှိဘယ်အပေါက်ကပဲထွက်သမျှအရေးကောင်းတာတခုမှမရှိဘူးခန္ဓာကိုယ်မှာမျက်စိကထွက်တဲ့အရေးလည်းမကောင်းနားထွက်တဲ့အရေးလည်းမကောင်းဆိုတော့ခန္ဓာကိုယ်မှာရှိသမျှအပေါက်တွေကထွက်သမျှအရေးမှန်တယ်မှာတခုမှကောင်းတာမရှိတဲ့အတွက်ကြောင့်ဒီခန္ဓာကိုယ်မှာရထားတဲ့ပုဂ္ဂိုလ်ရဲ့ဒုက္ခမှာဘုရားရှင်ကိုယ်တော်မြတ်ကြီးလည်းဒီဒုက္ခရထားတဲ့အတွက်ကြောင့်ကာယဒုက္ခတော့ရှိတာဒါပေမဲ့ဘုရားယန္တာတွေမှာဘာမရှိတော့ဘူးလေဆိုစေတသိကဒုက္ခစိတ်ကြောင့်ဖြစ်တဲ့ဒုက္ခတော့မရှိတော့စိတ်ဒုက္ခမရှိတော့သူစိတ်ဒုက္ခဆိုတာကဟိုလူကြောင့်ဒီလူကြောင့်ဖြစ်တာမဟုတ်တကယ်တမ်းစိတ်ဒုက္ခဖြစ်တယ်ဆိုတာကကိလေသာတွေကြောင့်ဖြစ်တာ
လောဘကိလေသာတွေဒေါသကိလေသာတွေမောဟကိလေသာမာနကိလေသာအဲ့ဒီအပူကိလေသာတွေကကိုယ့်ရဲ့စိတ်ကလက်ခံသွားလို့ရှိရင်လောဘကြောင့်ဖြစ်ရတဲ့ဒုက္ခရဲ့ဒေါသကြောင့်ဖြစ်ရတဲ့ဒုက္ခရဲ့မောဟမာနကြောင့်ဖြစ်ရတဲ့ဒုက္ခရဲ့ကိလေသာတွေကြောင့်ပူတာပဲဆိုတော့ဒါကြောင့်ဒုက္ခရတဲ့အပိုင်းမှာရုပ်ဒုက္ခတဲ့စိတ်ဒုက္ခပူကြည့်တယ်ဆိုတာစိတ်ဒုက္ခမမြင်နိုင်ဘူးတခါကကိုဖြစ်နေတဲ့ဒုက္ခကိုပဝိညာဉ်လည်းမသိဘူးကိုတယောက်တည်းဖြစ်နေတာဆိုတာလည်းပဲတခြားသူကြောင့်ဖြစ်နေတာမဟုတ်ဘဲနဲ့ကိုယ်စိတ်ထဲမှာခြားဝင်ပြီးတော့နေနေတဲ့ကိလေသာတွေကြောင့်ဒီဒုက္ခဖြစ်နေတာဆိုတော့ဒီဒုက္ခတွေကိုသက်သာခြင်းရင်တော့ရုပ်ဒုက္ခကအပြင်ရုပ်ပိုင်းဆိုင်ဒုက္ခတွေကအခုခေတ်ပေါ်ဆေးတွေနဲ့ကာယကဒုက္ခကိုသက်သာအောင်လုပ်လို့ရတယ်ဆရာဝန်တွေကကုသပေးတယ်ဒီနေ့ခေတ်ပေါ်ဆရာဝန်တွေတော်တဲ့ဆရာဝန်တွေကဘာကိုကုသပေးနိုင်လဲphysical suffering ရုပ်ပိုင်းဆိုင်ရာဒုက္ခကိုဒီနေ့ခေတ်ပေါ်ဆေးပညာဆရာဝန်တွေအကောင်းဆုံးကုသ treatment ပေးလို့ရတယ်ဒါပေမဲ့စေတသိကဒုက္ခဆိုတဲ့စိတ်ဒုက္ခကိုတော့ဒီနေ့ခေတ်ဆရာဝန်တွေလည်းမကုနိုင်ဘူးစေတသိကဒုက္ခကိုကုပေးနိုင်တာကတော့ဘုန်းကြီးတို့မြတ်စွာဘုရားရှင်ရဲ့တရားတော်နဲ့ပဲကုပေးနိုင်တာတရားတော်နဲ့ပဲစိတ်ဒုက္ခကိုကုစားပေးလို့ရတယ်လူတွေမှာပြဿနာတက်စာလူတွေမှာဒုက္ခဖြစ်เสียကအဲ့ဒီကိုလုတ်တဲ့ကာယကံဝစီကံမနောကံဒီကံ၃ပါးကြောင့်ပဲတတ္တဝါတွေကဒုက္ခရောက်တာကံ၃ပါးကြောင့်ပဲတတ္တဝါတွေအကောင်းကျိုးကိုဖန်တီးပေးတာဆိုတော့ကာယကံနဲ့ဝစီကံကိုယ်မူရာနဲ့နှုတ်အမူရာကိုမြတ်စွာဘုရားရှင်ဓမ္မတော်တွေရဲ့တရားတော်တွေရဲ့ကသီလတိက္ခာပုဒ်တွေနဲ့ကာယကံဝစီကံကိုထိမ့်ပေးလို့ရတယ်ဒီမနောကံကြတော့သီလနဲ့မရဘူးမနောကံကြတော့သမထဘာဝနာဝိပဿနာဘာဝနာနဲ့ပဲသွား meditation နဲ့ပဲသွားစိတ်ကိုထိန်းချုပ်ဖို့ဆိုရင်အဲ့သမထကျင့်စဉ်တစ်ခုခုဝိပဿနာကျင့်စဉ်တစ်ခုခုမရှိလို့ရှိရင်စိတ်ကိုမထိန်းချုပ်နိုင်ဘူးကြောင့်ကိုယ်စိတ်လေးကိုတည်ငြိမ်ပြီးငြိမ်းချမ်းပြီးတော့အေးချမ်းနေ concentration meditation သမထကျင့်စဉ်ဒါမှမဟုတ်ဝိပဿနာကျင့်စဉ်တစ်ခုကိုလုပ်ရသမထကျင့်စဉ်ကြတော့အာယုံတစ်ခုတည်းကိုစူးစိုက်ပြီးတော့မှတ်တတ်တဲ့ကျင့်စဉ်မျိုးသမထကျင့်စဉ်လို့ခေါ်တာ။ဒါမှမဟုတ်ဘုန်းကြီးတို့တော်ကောင်းများအမြဲတမ်းထုံပွားနေတဲ့ပွားများနေတဲ့ဂုဏ်တော်တွေဘုရားဂုဏ်တရားဂုဏ်သံဃာဂုဏ်တော်တွေဘုရားနုတ္တိသီလနုတ္တိစသဖြင့်အနုတ္တိ10ပါးအဲ့ဒါသမထကျင့်စဉ်။သူကအာယုံတစ်ခုတည်းကိုထက်ခါစူးစိုက်ပြီးတော့ပွားများတဲ့သဘောဧကဂတစိတ်သူတစ်ခုတည်းအာယုံပြုပြီးပွားနေတာဆိုတော့အရဟံဂုဏ်တော်ကိုပဲပွားတယ်ဆိုရင်အရဟံဒါလေးပဲထက်ခါပွားများပေးနေတဲ့အခါစိတ်ကလေးက concentrate သမာဓိလေးတည်လာရင်ဒီအရဟံဂုဏ်တော်ထဲမှာအာယုံကရောက်သွားတော့စိတ်ကလေးကငြိမ်ပြီးတော့တည်လာတော့စိတ်ကလေးငြိမ်ပြီးတည်လာလို့ရှိရင်ကိုယ်စိတ်ကအပြင်ကိုမလွင့်တော့အပြင်အာယုံနေတော့ကိုစိတ်ပါမသွားဘူးဆိုရင်စိတ်ကအလိုလိုပြိုးဝဖြစ်သွားတာငြိမ်ပြီးတော့သွားရောက်လို့စိတ်တွေမြန်သိပ်ပြီးကြောက်ချောက်ချဖြစ်ပြီးကြောက်ကြက်ဖြစ်ပြီးဆိုရင်ကျန်တဲ့အရာတွေနဲ့လိုက်ကူစားမနေနဲ့ဘုရားရဲ့ဂုဏ်နဲ့တာပွားများပြီးတော့ထက်ခါလေ့ကျင့်ပြီးတော့ဘုရားနုတ္တိလေးတာပွားများကြည့်လိုက်စမ်းပါဓမ္မနုတ္တိလေးတာပွားများကြည့်လိုက်စမ်းပါသံဃာနုတ္တိလေးတာပွားများကြည့်လိုက်စမ်းပါစိတ်ကလေးကိုငြိမ်သွားတော့မြတ်စွာဘုရားကညီတော်နန္ဒမင်းသားကိုဟောတဲ့ဂါထာလေးတစ်ပုဒ်ဓမ္မပဒမှာလာတော်တော်လေးကောင်းပါယထာအာဂါရံဒုသနံဟုတ်တိသမတိဝိသတိဧဝံအဘာဝိတံစိတ်တံရာဂောသမတိဝိသတိမကောင်းသဖြင့်မိုးထားအပ်တဲ့အိမ်ကိုတဲ့အိမ်ဟာအမိုးမလုံးဘူးဆိုရင်တဲ့မိုးရေမိုးပေါက်တွေဟာအလွယ်တကူဝင်ရောက်ထိုးပေါက်နိုင်တယ်လို့ပဲတဲ့ဧဝံတတထို့အတူပဲအဘာဝိတံသမထဘာဝနာဝိပဿနာဘာဝနာတတိတရားလက်ကင်ထားခြင်းမရှိတဲ့စိတ်တန်စိတ်ကိုရာဂောလောဘဒေါသမောဟမာနစတဲ့အကုသိုလ်ကိလေသာတရားတွေကလည်းသမတိဝိသတိအလွယ်တကူဝင်ရောက်နှုတ်ဆက်နိုင်တယ်ဝင်ရောက်ထိုးပေါက်နိုင်တယ်အိမ်ကမလုံဘူးဆိုရင်အမိုးမလုံဘူးဆိုရင်နဲ့အကာမလုံဘူးဆိုရင်အပြင်မိုးရေစက်တို့လေတွေကဝင်ပြီးတော့နှိပ်စက်ပြီးတော့အိမ်ကိုဒုက္ခပေးတတ်တယ်လို့ပဲတဲ့စိတ်မှာသမထကျင့်စဉ်ဝိပဿနာကျင့်စဉ်တတိတရားလက်ကင်ထားခြင်းမရှိတဲ့စိတ်ကိုလည်းပဲတဲ့ကိလေသာတွေကနှိပ်စက်ထားပါတယ်။ဟောဘုန်းကြီးတို့တော်ကောင်းများစိတ်ကလေးကတခါအဲ့ဒီတတိလေးတာမကတ်လို့ကတော့လေအကြားကြောင့်လည်းပဲကိလေသာနှိပ်စက်ထားပဲအမြင်ကြောင့်လည်းကိလေသာနှိပ်စက်ထားပဲအနံ့နေကြောင့်အိုးဘလို့အာယုံပဲလာအဲ့ဒီအာယုံနောက်ကိုစိတ်ကလိုက်သွားတော့အာယုံနောက်ကိုစိတ်ကပါသွားပြီဆိုရင်အဲ့ဒီအာယုံနောက်ကိုလိုက်ခံစားလို့လူမှာဒုက္ခရောက်တယ်။သူကအာယုံကိုလိုက်ပြီးတော့လက်ခံလိုက်တဲ့ကိုယ်စိတ်မှာဝင်သွားတာကကိလေသာပဲ
အာယုံအတိုင်းမသိတဲ့အခါကျအစွဲဝင်တော့အဲ့ဒီအစွဲပေါ်မှာလိုက်ပြီးတော့ခံစားရင်းနဲ့ကောင်းတော့လေလောဘဖြစ်လိုက်မကောင်းတော့လေဒေါသဖြစ်လိုက်ဆိုတော့အာယုံနောက်ကိုစိတ်ကလိုက်ပါသွားတဲ့အတွက်ကြောင့်ခံစားရတဲ့ဖြစ်တာစိတ်ဒုက္ခတွေဖြစ်သွားစိတ်ဒုက္ခတွေဖြစ်ခြင်းရဲ့အကြောင်းကလည်းခုနဘုရားရှင်ကိုယ်တော်မြတ်ကြီးမိန့်တော်မူသလိုပဲစိတ်မှာတတိမကတ်လို့သမထအာယုံတစ်ခုဝိပဿနာအာယုံတစ်ခုမပွားများတဲ့အတွက်ကြောင့်အဲ့ဒီစိတ်အစဉ်နောက်ကိုစိတ်ကပါသွားပြီးတော့ဖြစ်ပေါ်လာတဲ့ကိလေသာတွေမှာကိုယ်ကလိုက်ခံစားရင်းနဲ့ကိုယ်စိတ်မှာအနာတွေရတော့တာဒီတရားလေးကမြတ်စွာဘုရားကနန္ဒမင်းသားကိုခေါ်တာနန္ဒမင်းသားရဲ့အကြောင်းလေးကလည်းစိတ်ဝင်စားစရာသူကမင်္ဂလာဆောင်တဲ့နေ့မှာဘုရားရှင်ကကြွလာပြီးတော့ဤတော်ကိုတပိတ်ပေးလိုက်တယ်မင်းတပိတ်ထမ်းပြီးတော့လိုက်ခဲ့ခေါ်သွားဆိုတော့နောင်တော်ဘုရားကိုလည်းယူသည်လေးစားတဲ့စိတ်ကလည်းရှိတယ်ကြည်ညိုလဲကြည်ညိုတာပြန်လဲမပြောရတာနဲ့နန္ဒမင်းသားကတပိတ်ကလေးပိုက်ပြီးတော့ဘုရားနောက်ကလိုက်ကျင်တော့အဲ့ဒါနန္ဒမင်းသားဘုရားနောက်ပါသွားပြီဆိုတော့ပရိသတ်တွေကမျိုးပြောကြပါသွားပြီပြန်မလာရင်ဒုက္ခပဲအဲ့ဒါသူ့ရဲ့သရုပ်သမီးဇနဝရကလျာဏီနားရောက်တော့သူကလည်းဆိုရင်တော့ဒုက္ခပဲဘုရားနောက်ပါသွားတယ်နန္ဒမင်းသားဘောင်းတော်ပြန်မလာရင်တော့ဒုက္ခပဲဆိုပြီးတော့ကဗံကတန်းအဲ့ဒါမင်္ဂလာဆောင်မန္တန်ကထွက်ပြီးတော့နန္ဒမင်းသားကိုမှားတယ်နမတော်ဇနဝရကလျာဏီသရုပ်သမီးကမောင်တော်အကြာကြီးမနေနဲ့တော့မြန်ပြန်ခဲ့ပါဆိုမှားလိုက်တော့နန္ဒမင်းသားလည်းအေးပါကြောင်းရောက်တယ်နဲ့ပြန်လာခဲ့မယ်ဆိုပြီးသူကဘုရားနောက်ပါတော့ဘုရားကြောင်းရောက်တော့ဘုရားကအဲ့ဒါမင်းသားတပည့်ယူနန္ဒမင်းသားမင်းဘုန်းကြီးဝတ်မလားဆိုတပည့်ထားပြီးတော့ခေါ်လာတယ်ကြောင်းရောက်တယ်လည်းဘုန်းကြီးဝတ်မလားဆိုဘုရားယူသေးတာရဲ့ကြောက်ထားရဲ့နဲ့မဝတ်ဘူးလို့မပြောရဲဘူးမပြောဝင်တာနဲ့မမဘုရားဝတ်မယ်ဆိုတော့အဲ့ဒါဘုန်းကြီးဝတ်ပေးလိုက်တော့မင်္ဂလာဆောင်တဲ့နေ့မှာအဲ့ဒါဘုန်းကြီးကြောင်းရောက်ပြီဘုန်းကြီးဖြစ်သွားတာနန္ဒမင်းသားတယောက်ရှိမှာနော်ဒီခေတ်လူတွေကအဲ့လောက်တည်းစိုးကံမထင်နန္ဒမင်းသားအဲ့ဒါဘုန်းကြီးဝတ်ပြီးတော့ဘုရားသာသနာထဲရောက်တော့ तू ကတရားတရားနဲ့ဘုန်းကြီးဖြစ်လာတာမဟုတ်ဘူးအခြေအနေရဘုန်းကြီးဖြစ်လာဆိုယုံကြည်မှုနဲ့ဝင်လာတာမဟုတ်ဘဲနဲ့ဘုရားကြောက်လို့ဝင်လာတာဘုရားခေါ်လို့ဝင်လာဆိုသာသနာကိုသိလက်မခံနိုင်ဘူးမယုံကြည်နိုင်ဘူးမကြည်ညိုနိုင်ဘူးတရားအားထုတ်လို့လည်းပဲဘုရားကအားထုတ်လို့ခိုင်းလို့သာအားထုတ်ရတာသူစိတ်ကဒီတရားပေါ်မှာလည်းယုံကြည်မှုအားနေတဲ့အပြင်စိတ်ထဲမှာဝိတက်ကတွေကအတွေးတွေကဝင်နေတာဘာအတွေးလေးဝင်နေလဲဆိုတော့သူ့နှမမှားလိုက်တဲ့သူတို့သမီးလောက်မှားလိုက်တယ်မောင်တော်မြန်ပြန်လာပါဒီစကားလေးကိုကြားတယ်ဒါကြောင့်တရားထိုင်နေပဲဒါပဲကြားတယ်ဟောဘုန်းကြီးတို့ဘဝမှာအဲ့ဒီအတွေးတွေကတော်ဆိုးတာပဲတခါအဲ့ဒီစကားလုံးလေးတစ်ခုလက်ခံထားမိပြီဆိုရင်တရားထိုင်ရင်အဲ့ဒီစကားလေးနဲ့ပဲတရားထိုင်တဲ့အချိန်လုံးကိုဒုက္ခပေးတာဒါအတွေးတွေသိအရေးကြီးတာဆိုတော့တရားထိုင်တဲ့ယောဂီတွေကဒါဈာညက်ပြီးပြောကျင်တာဘယ်တော့မှစကားတွေယူမလာပါနဲ့တရားထိုင်ဖို့စဉ်းစားပြီးဆိုအကုန်လုံးကတ်တော့လုပ်လိုက်တရားထိုင်တော့မယ်ရေးတာသွားတော့မယ်လို့စောင့်ပြတ်ပြီးပြီဆိုရင်အဲ့ဒါတွေအာယုံတွေအကုန်လုံးဖျက်ပလိုက်တော့နော်ရေးတာရောက်လည်းဘယ်သူနဲ့မှစကားမပြောတာကောင်းတယ်စကားပြောရင်စကားတွေကတရားထဲမှာထိုင်ရင်းနဲ့အတွေးတွေအဖြစ်ပြောင်းပြီးတော့ပေါ်လာတော့နန္ဒမင်းသားကအဲ့ဒီနှမတော်မှားလိုက်တယ်မောင်တော်မြန်ပြန်ခဲ့ပါဆိုတဲ့စကားလေးကြားပြီးတော့စိတ်ထဲမှာတရားထိုင်ရင်လည်းအဲ့ဒါတွေပဲထက်ကပေါ်နေတာဘုရားရှင်ကိုယ်တော်မြတ်ကြီးကသိတယ်ဒီနန္ဒမင်းသားရဲ့အတွေးတွေဘာတွေဖြစ်နေလဲဆိုတာသိတော့အချိန်မတန်သေးတော့ဘာမှမပြောသေးဘူးအချိန်နဲ့တန်တော့တန်ရောဘုရားကနန္ဒမင်းသားမင်းသာသနာမှာတရားအားထုတ်ရလားတမာတိမတည်ညင်းငွေ့နေပြီမလားမမဘုရားညင်းငွေ့ပါပဲဒါဆိုရင်မင်းငါနဲ့နတ်ပြည်လိုက်မလားဟာလိုက်တာပေါ့ဘုရားနတ်ပြည်ဆိုနန္ဒမင်းသားဘုရားကလက်မောင်းကိုဆွဲပြီးနတ်ပြည်ခေါ်သွားတယ်သူကဘာဇာမှမရတော့ဇာနဲ့လည်းမကြွနိုင်ဘုရားရဲ့ပါဝါနဲ့ဘုရားရဲ့တကူနဲ့လက်မောင်းကဆွဲပြီးတော့နတ်ပြည်ခေါ်သွားနတ်ပြည်ခေါ်သွားတော့နတ်ပြည်သွားတဲ့လမ်းမှာတောအုပ်တစ်ခုကိုဖျက်တဲ့အခါမှာမီးလောင်ထားတဲ့တောအုပ်တစ်ခုကိုဖျက်တဲ့အခါမှာမီးလောင်ပြီးကစားဆိုမီးအကုန်လုံးမီးတွေငြိမ်းတဲ့အချိန်မှာတင်းငုတ်တို့ကြီးတစ်ခုပေါ်မှာမီးရဲ့ဒုက္ခတွေနဲ့မြောက်အိုမာကြီးတကောင်ကထိုင်ပြီးစိတ်ပြက်လက်ပြက်နေသူလည်းပဲတော်တော်ဟိုခံစားရတဲ့ဒုက္ခတွေမြောက်ကြီးကတော်တော်အိုမင်းရင်ရောပြီးတော့စိတ်တော့ကဖြစ်နေတဲ့မြောက်အိုကြီးရောက်အိုမာကြီးကစိတ်ပြက်လက်ပြက်အဲ့တစ်တုံးပေါ်မှာထိုင်နေတော့ဘုရားကနန္ဒမင်းသားကိုအဲ့မြောက်အိုမာကြီးလက်ညှိုးထိုးပြီးတော့မေးတာဒီမြောက်မနဲ့မင်းနှမဇနပဒကလျာဏီဘသူကပူလှလဲကွာအဲ့လိုပြီးတော့နန္ဒမင်းသားစိတ်ထဲမှာဩခိုင်းမှခိုင်းရဲ့နှိုင်းမှနှိုင်းရဲ့ပလီပေါ့ဒါတော့ချောမောတဲ့ငါနှမနဲ့မြန်ဒီမြောက်အိုမာနဲ့နှိုင်းရဲ့ပလီပေါ့ဘုရားကမကြည့်ဘူးဘုရားကသိရဲ့အဲ့ဒါနတ်ပြည်ခေါ်သွားနတ်ပြည်ရောက်တဲ့အခါကျနတ်သမီးချောလာတယ်ပြတယ်ဟာနတ်သမီးကျချောလာ
နတ်သမီးမရှိတဲ့နတ်သားနတ်သမီးတွေရဲ့စွန့်အားကသူကကုသိုလ်ရှင်ကြောင့်အဲ့ပုံရောက်တာဆိုတော့အခုသေးတာနဲ့ချက်ချင်းဟိုမှာနတ်ပြည်မှာနတ်သားဖြစ်မဲ့ပုဂ္ဂိုလ်ကအသက်20အရွယ်တခါတည်းပဲနတ်သမီးဖြစ်မဲ့ပုဂ္ဂိုလ်ကအသက်16နှစ်အရွယ်တခါတည်းသွားပြတာတို့လူတွေလိုကိုယ်ဝင်ဆောင်ရတာတို့အဲ့ဒီခန္ဓာကိုယ်ကိုယ်ဝင်ကိုမွေးဖွားပြီးဆောင်ဒါမရှိတော့ကုသိုလ်အရှိန်နဲ့သေးတာနဲ့ချက်ချင်းနတ်ဖြစ်မဲ့ပုဂ္ဂိုလ်ကအဲ့ဒီအရွယ်တခါတည်းသွားဖြစ်တာနတ်ပြည်မှာရှိတဲ့နတ်သမီးတွေဆိုရင်16နှစ်တည်းပဲနောက်ပြီးတော့အိုးရဲဆိုတာမရှိဘူးနားရဲဆိုတာမရှိဘူးသေကာနေကြတော့နမိတ်တွေထင်ပြီးတော့သေတာပဲရှိတယ်အကုန်လုံးကဒီပုံစံတွေပဲဆိုအကုန် small လေးတွေနဲ့အကုန် beauty တွေပေါ့အကုန်အလှတွေဟောအဲ့အလှတွေပြပြီးတော့ဘုရားကမေးတယ်နန္ဒမင်းသားနတ်ပြည်ကနတ်သမီးတွေမချောဘူးလားဟာချောတယ်ဗျာအဲ့နတ်သမီးတွေနဲ့မင်းနှမဘသူကပူလှလဲအဲ့လိုထပ်ပြီးတော့မှနန္ဒမင်းသားပြန်လျှောက်ရှင်ဘုရားနတ်သမီးတွေကြည်လိုက်တော့မှတပည့်တော်ရဲ့နှမဇနဗရကလျာဏီကလမ်းမှာတွေ့ခဲ့တဲ့မြောက်အိုမနဲ့တော့တူသွားတော့တယ်ဘုရားနတ်သမီးမမြင်ခင်တော့သူ့နှမကိုမြောက်မနဲ့နှိုင်းရကောင်းလားစိတ်တွေစိုးနေတာနတ်သမီးရဲ့အလှလည်းတွေ့ရောသူ့နှမရဲ့အလှကမြောက်မနဲ့တော့တူသွားတယ်နော်ဒုတိယစိတ်နဲ့တိတ်အပြောင်းလဲတိတ်မြန်တာပြောင်းလဲတိတ်မြန်တာမရခင်တော့လေဟမ်ဟိုတချင်းတွေတော့မရခင်ဖြာလို့လက်ထိပ်ပေါ်မှာပဲတင်ထားနော်ရပြီးဖြာလို့ခင်နင်းချေသွားတော့မောင်တို့ယောက်ျားတွေယောက်ျားတွေမှာမဟုတ်မိန်းကလေးတွေထို့တူလူချင်းတက်မှတ်မှုတခုကမရခင်တော့ရတာလူတွေရဲ့စိတ်ကတန်ဖိုးထားတာရပြီးတော့ရင်သူကလူဟာအစ်စ်ကိုရှာနေလူရဲ့စိတ်ကအမြဲတမ်းပြောင်းလဲဆိုအဲ့ဒါပြောဥပမာပစ္စည်းလေးတခုတန်ဖိုးရှိတဲ့အရာလေးမရခင်တော့ဒါလေးရရင်ကောင်းမှာပဲရလဲရလာကောအိုးဘလောက်ပဲကောင်းတဲ့ပစ္စည်းပဲဖြစ်1လ2လ3လ4လတော့သုံးပြီးသွားတော့ used to ဖြစ်သွားအလေးကျင့်နေရပါဒါကိုကျွမ်းကျင်သွားပြီဆိုတော့ဒီအပေါ်မှာနည်းနည်းတန်ရုံးစင်ညာရော့လူကျင်စိတ်တွေနေပြီးတော့နောက်တဲ့အသစ်ပေါ်လာရင်အဲ့ဒီအသစ်ပေါ်လိုက်ပြီးတော့စိတ်ကလူကျင်စိတ်တွေဖြစ်လာတာအဲကြောင့်မလောဘဆိုတဲ့စိတ်က attachment ဆိုတဲ့စိတ်က limitation သူ့ရဲ့လူကျင်စိတ်ကိုရှော့ချပေးနိုင်မှလူမှာချမ်းသာမဟုတ်လို့ရှိရင်လောဘကြောင့်အဲ့ဒီနောက်ကိုလိုက်ရင်းနိုင်တယ်ပင်ပန်းတော့အဲ့ဒါနတ်ပြည်ကနတ်သမီးတွေပြပြီးတော့မင်းနှမနဲ့ဘသူကပို့ချောလဲနတ်သမီးနဲ့ရှင်တော့တပည့်တော်နှမကလမ်းမှာတွေ့တယ်မြောက်မနဲ့တော့တူတော့တာလေဖေဟာဆိုလျှောက်တော့ကောင်းပြီဒီနတ်သမီးတွေမလို့ခြင်းဘူးလားဟာလို့ခြင်းတာပေါ့ဖေဟာအဲ့ဒါမင်းသားကဆိုတော့ပုထုဇဉ်ဆိုတော့သူစိတ်တည်းရှိတဲ့အတိုင်းပြောတာလူခြင်းတာပေါ့ဖေဟာလူခြင်းရင်ငါပြောတဲ့အတိုင်းလုပ်မလားမှလုပ်ပါမယ်ဖေဟာငါပြီးတဲ့နေ့တိုင်းလုပ်မလားလုပ်ပါမယ်ဖေဟာဆိုဖေဟာကနန္ဒမင်းသားကိုတရားပေးလိုက်တာသမထမ်းပေးတာအမှန်ကတော့ရည်ရွယ်ချက်ကနတ်သမီးလူချင်းလို့နန္ဒမင်းသားတရားအားထုတ်တာဒါပေမဲ့တရားအားထုတ်ရင်နဲ့စနစ်ကမှန်လာတဲ့အခါကျတဖြည်းဖြည်းတရားသဘောသိတော့နန္ဒမင်းသားတရားရတော့ညဘုန်းကြီးဒါလေးဗာလေးကောက်ချက်ချမိလဲဆိုတရားအလို့ဆိုတာခိုင်းလို့လောရတာပဲဖြစ်ဖြစ်ဘုသူပယောကလောရတာပဲဖြစ်ဖြစ်စိတ်ပါလို့လောရတာပဲဖြစ်ဖြစ်ဘလို့ရည်ရွယ်ချက်နဲ့လောရတာပဲဖြစ်ဖြစ်နီးမှန်လမ်းမှန်တာဖြစ်သွားပြီဆိုရင်ရည်ရွယ်ချက်မတူလဲပဲတရားကတော့ရနိုင်တဲ့စွမ်းအားရှိတယ်။ချို့ကနိဗ္ဗာန်ရောက်ခြင်းလို့အားထုတ်တာ။ချို့ကသမာဓိတည်ခြင်းလို့အားထုတ်တာ။ချို့ကဘာလေးညာလေးရခြင်းလို့အားထုတ်တာ။ဘလို့နီးနဲ့ပဲအားထုတ်နီးစနစ်တွေဒါမှန်ကန်သွားပြီဘလို့ရည်ရွယ်ချက်နဲ့ပဲအားထုတ်တရားနီးစနစ်တာမှန်ကန်သွားတယ်တရားရနိုင်တဲ့စွမ်းအားရှိတယ်။နန္ဒမင်းသားကအဲ့ဒါနတ်သမီးလိုခြင်းလို့တရားအားထုတ်တာ။ဒါပေမဲ့ဘုရားရဲ့နီးစနစ်အတိုင်းမှန်ကန်လိုက်နာကျင့်သုံးပြီးအားထုတ်လိုက်တဲ့အခါကျတော့နန္ဒမင်းသားတရားရသွားတော့မှဘုရားကပြန်ပြီးတော့သူဂတိတိုင်နန္ဒမင်းသားကိလေသာကုန်သွားပြီဆိုတော့ဘာစိတ်မှမရှိတော့ဆိုတော့ဂတိတိုင်နန္ဒမင်းသားတရားရသွားပြီဆိုတော့တဲ့ဂတိအတိုင်းပဲနတ်သမီးတွေလိုချင်သေးလားဘုရားပြီးတော့မလိုချင်တော့ပါဘူးဘုရားဆိုပြီးတော့သူ့ရဲ့ဂတိကိုပြန်ပြီးတော့ဘုရားကရှင်းပေးလိုက်တယ်နန္ဒမင်းသားလည်းဝမ်းသာပြီးတော့တရားရသွားတဲ့အခါကျဘုရားကခုနတရားလေးဟောတာယထာအာဂရံဒုသနံဟုတ်တိသမတိဝိသတိဧဝံအဘာဝိတံစိတ်တံရာဂောသမတိဝိသတိမကောင်းတဲ့မိုးထတဲ့အိမ်ကိုမိုးရီမိုးပေါက်တို့ဟာတစ်ဆက်တဖြည်းဖြည်းနှိမ့်ဆက်ဝင်ရောက်နေသလိုသမထဘာဝနာဝိပဿနာဘာဝနာတတိတရားလက်ကင်ထားခြင်းမရှိတဲ့စိတ်တံစိတ်ကိုရာဂောလောဘဒေါသမောဟစတဲ့ကိလေသာရာဂတရားတွေကသမတိဝိသတိဝင်ရောက်ထိုးဖောက်နိုင်တဲ့အတွက်ကြောင့်အပမဒေနမမိတ်မလျော့မပေါ်မဆတဲ့တတိတရားနဲ့တမ္ပါဒိဋ္ဌကိုယ်စီကိုငါပြည့်အောင်နေကြရ။ဟောစိတ်ကလေးတဲ့ခ
ခန္ဓာကိုယ်အပြင်ပိုင်းမှာရုပ်ပိုင်းဆိုင်ရာတွေကသူ့ကာဘာလေးနဲ့သူထိမ့်ချုပ်ထားလို့ရှိရင်အပြောကတွေအပြင်အန္တရာယ်တွေမဝင်နိုင်တယ်လို့ပဲတဲ့ဒီစိတ်ကိုလည်းပဲသမထတစ်ခုခုဝိပဿနာတစ်ခုခုတတိတရားနဲ့ထားမှသာလေကိလေသာတွေကမဝင်မှကိလေသာမဝင်စိတ်ယောဂမဖြစ်ဘူးတဲ့အဲ့ဒီသမထအာယုံဝိပဿနာအာယုံကြင်ကြံเสียအာထုတ်เสียမရှိဘူးဆိုရင်စိတ်ဆိုတာအပြင်အာယုန်တွေနောက်လိုက်ပြီးတော့ကိလေသာတွေဖြစ်တတ်တယ်ယောဂတွေဝင်တတ်တယ်စိတ်မှာကိလေသာဖြစ်လို့ရှိရင်အဲ့ဒီစိတ်ကအနာရတဲ့စိတ်ပဲစိတ်အနာရတဲ့ပုဂ္ဂိုလ်ကဒုက္ခရသွားတာပဲကြောင့်မလို့ဒုက္ခတွေထဲမှာကျန်တဲ့ရုပ်ပိုင်းဆိုင်ရာဒုက္ခကကုလို့ရတယ်စိတ်ပိုင်းဆိုင်ရာဒုက္ခဖြစ်ပြီးဆိုရင်အဲ့ဒီစိတ်ဒုက္ခကိုမြတ်စွာဘုရားကတတိလေးနဲ့ပဲရှုမှတ်ပြီးတော့စိတ်ဒုက္ခမဝင်အောင်လုပ်ရမယ်ဒုက္ခတွေအတဲမှာအကြီးဆုံးဒုက္ခစိတ်ဒုက္ခပဲဆိုတော့အဲ့ဒီစိတ်ဒုက္ခဖြစ်ပြီဆိုရင်သမထကျင့်စဉ်ဝိပဿနာကျင့်စဉ်ဒီကျင့်စဉ်တစ်ခုနဲ့ဘုန်းကြီးတို့တော်ကောင်းများကစိတ်ဒုက္ခကိုကုစားရမယ်စိတ်မှာတတိမပါရင်တတိမပါတဲ့စိတ်ဟာယောဂရတဲ့စိတ်ပဲတတိမရှိတဲ့စိတ်ဟာဒုက္ခဖြစ်စေတဲ့စိတ်ပဲဆိုတော့ကိုယ်စိတ်ကိုတတိလေးကပ်ပြီးတော့လောဘမဝင်အောင်ဒေါသမဝင်အောင်မောဟမာနနဲ့မဝင်အောင်ထိန်းချုပ်ဖို့အရေးကြီးတယ်ဟာထိန်းရခက်တယ်ဖေဟာတချို့ကဒီလိုပြောတယ်ထိန်းရခက်လို့မထိန်းဘူးဆိုရင်လွတ်ထားရင်ပိုဆိုးတာလွတ်ထားရင်ပိုဆိုးတာလွတ်ထားမဲ့အတူတူရသလောက်ထိန်းချရရသလောက်ထိန်းချရတရားအထုတ်တဲ့ယောဂီတွေမှာဆရာတော်တွေကမြတ်စွာဘုရားရဲ့စာပေတွေမှာဘာနဲ့ဥပမာပေးလဲစိတ်ကတဲ့နတ်သိုးလိုပဲနတ်သိုးလေးပဲနတ်သိုးလေးကသူကခုံပေါက်နေတာအမြဲတမ်းနတ်သိုးလေးနွားပေါက်စားလေးခုံပေါက်နေတာအဲ့နှစ်တို့ငြိမ်အောင်လုပ်မယ်ဆိုရင်ခြိတိုင်နဲ့ခြိပေးရခြိတိုင်နဲ့ခြိတော့မှအဲ့နှစ်တို့ကလက်ပတ်ပြီးတော့ခုံပေါက်ပြီးတော့ပြေးနေတာနောက်တော့သူပြေးရင်နဲ့အဲ့ခြိတိုင်မှာကျိုးပတ်ပြီးတော့နောက်တော့မောရင်းနဲ့နှစ်တို့ကခြိတိုင်မှာငြိမ်သွားသလိုပဲတဲ့စာအားထုတ်ခါစားယောဂီမှာစိတ်ကလေးကနှစ်တို့နဲ့တူတယ်ဟိုအမြဲတမ်းခုံပေါက်နေတာဟိုပြေးလိုက်ဒီပြေးလိုက်ဟိုရောက်လိုက်ဒီရောက်လိုက်လွတ်နေတော့ဆိုလွတ်နေတဲ့စိတ်ကလေးကိုဒီတိုင်းထားရင်သူကပို့ပြီးတော့ဆုံးမှာဆိုတော့အဲ့ဒါကိုတတိလေးနဲ့ပြန်ပြီးတော့ခြိတိုင်ကိုရောက်နော်ခြိတိုင်ကိုရောက်အောင်ပြန်ပြီးတော့တတိလေးနဲ့ထိန်းချုပ်လိုက်လွတ်သွားလိုက်ပြန်ထိန်းလိုက်လွတ်သွားလိုက်ပြန်ထိန်းလိုက်ဆိုရင်တဖြည်းဖြည်းနဲ့ထိန်းနေသူကစိတ်ကလေးကတမာရီလေးတီလာပြီးတော့မောလာပြီးတော့ကိုယ်နေရာလေးကိုငြိမ်သွားတော့တာစိတ်ကလေးငြိမ်သွားပြီဆိုရင်ကိုယ်တဏ္ဍာမှာကိလေသာတွေဈာမခိုးလို့လောဘတွေအခုနေသွားမယ်ဒေါသတွေအခုနေသွားမယ်မောဟတွေအခုနေသွားမယ်လောဘဒေါသမောဟစတဲ့အကုသိုလ်ကိလေသာတွေကိုယ်စိတ်ထဲမှာမရှိတော့ဘူး pure mind ဆိုဖြူစင်တဲ့စိတ်ကလေးဖြစ်သွားစိတ်ကလေးဖြူစင်ပြီဆိုစိတ်မှာဘာယောဂမှမရှိစိတ်မှာယောဂမရှိစိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ suffering ခံစားချက်ဒုက္ခဆိုတာလည်းမရှိတော့စိတ်ဒုက္ခမရှိတဲ့ဘဝဘယ်နေရာမှာပဲနေနေစိတ်မှာအနာမရှိတဲ့လူဟာဘယ်လိုနေရာမျိုးမှာပဲနေနေသူကငြိမ်းချမ်းနေတာလူတွေမှာစိတ်ဒုက္ခဖြစ်ပြီးစိတ်ယောဂဖြစ်ပြီးဆိုဘလောက်ကောင်းတဲ့နေရာမှာပဲနေနေဘယ်တော့မှမတတ်တာဟိုစိတ်မှာသာလင်ယောဂရနေမယ်စိတ်မှာသာလင်အနာရှိနေတယ်စိတ်ဒုက္ခတာဖြစ်နေမယ်ဆိုရင်အကုန်ခိုင်းမှာသွားပြီးတော့ဆိုဖာကြီးပေါ်မှာဟိုတိတ်ပြီးတော့နူးညံ့သိမ်မွေးတဲ့နေရာကြီးမှာဘလောက်ပဲစိန်ကြနေပါစေမငြိမ်းချမ်းတော့အေးချမ်းတဲ့အေးခမ်းထဲမှာနေပြီပဲလေမအေးချမ်းတော့ဟိုအပြင်အေးတက်ကစိတ်မှာရှိတဲ့အတွင်းအပူဓာတ်ကိုမလွှမ်းမိုးနိုင်တော့ညစိတ်အပူဟာဘယ်မှာပဲနေဘလောက်အေးတဲ့နေရာမှာနေစိတ်အပူသာရှိရင်မငြိမ်းချမ်းတာဖြစ်တဲ့အဲဒီစိတ်အပူကိုဖြစ်စေတာလည်းပဲကိုယ်စိတ်ကလက်ခံထားတဲ့လောဘဒေါသမောဟစတဲ့အကုသိုလ်ကိလေသာတွေကြောင့်ဖြစ်တဲ့အတွက်ကြောင့်ဒုက္ခအလုံးမှာအဆိုးဆုံးဒုက္ခစိတ်ဒုက္ခဆိုအဲ့ဒီစိတ်ဒုက္ခကိုတတိတရားလေးလက်ကင်ထားပြီးတော့နေတိုင်းကိုယ်ခန္ဓာကိုယ်ကြီးဒုက္ခမဖြစ်ရအောင်ကုစားနေကြရသလိုနေတိုင်းကိုယ်စိတ်ထဲမှာလည်းပဲစိတ်ဒုက္ခတွေမဖြစ်အောင် concentration meditation သမာဓိကျင့်စဉ်တစ်ခုခုနဲ့ဒါမှမဟုတ် insight meditation ဝိပဿနာကျင့်စဉ်တစ်ခုခုနဲ့ဒီသမထဘာဝနာဝိပဿနာဘာဝနာတစ်ခုခုကိုတတိတရားလက်ကင်ထားပြီးတော့ကိုယ်စိတ်လေးကိုထိန်းချုပ်နိုင်မယ်ဆိုရင်တတိရှိတဲ့စိတ်ဟာအပူကင်းတဲ့စိတ်ပဲတတိရှိတဲ့စိတ်ဟာဒုက္ခကင်းတဲ့စိတ်ပဲဖြစ်တဲ့အတွက်ကြောင့်စိတ်ဒုက္ခကင်းခြင်းရင်ကိုယ်တတိတရားနဲ့လက်ကင်ထားပြီးတော့သမထအာယုံတစ်ခုခုဝိပဿနာအာယုံတစ်ခုပွားပြီးတော့မိမိတို့စိတ်ဒုက္ခတွေကိုနေ့စဉ်ရနိုင်သလားကုစားမယ်ဆိုရင်ကာယကဒုက္ခလည်းတတ်တာသလိုစေတသိကဒုက္ခစိတ်ယောဂလည်းစိတ်ဒုက္ခလည်းတတ်တာမှာဖြစ်တဲ့အတွက်ကြောင့်မိမိတို့စိတ်ဒုက္ခလေးကိုတတိတရားလက်ကင်ထားပြီးတော့အထိုက်အလျောက်တတ်တာအောင်နေ့စဉ်ကြိုးစားပွားများကျင့်ကြံအားထုတ်နိုင်ကြသောသူတော်ကောင်းများဖြစ်ကြပါစေကုန်တော့တည်း